မ
မနာဟယဝေတံအနာဂရမြေလုံးချင်းမြေမရဲ့ရှိစုတိတဲ့အားလေးကြတော့ဘုရားနဲ့သက်ဆိုင်ပါ ဟုတ်ကဲ့ ဟုတ်တယ်ဗျာ ဒီပါဠိနဲ့နော်